ပန်ကာကိုအဲခိုလာလို့အေးအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီလန်ပဲဖြစ်ပါနဲ့ကိုကြီးတယောက်ရဲ့ဗီဒီယိုကိုကြည့်ကြရအောင်ကဲပန်ကာကိုအဲခိုလာလို့အေးအောင်ကျွန်တော်စင်ထားတဲ့ရေမုံထုတ်ပက်လေးပါနော်ဒီမဲ့ရေလေးထည့်ထားတယ်ပါပဲနဲ့ချိန်မယ်နော်တိုက်စီလေးပါဗျတိုက်စီလေးပါအောက်မှာသုံးတဲ့ပစ္စည်းတွေသုံးတဲ့ကိရိယာတွေတော့နည်းနည်းများတယ်နော်ဒီငွေလေးထွက်လာပါပြီဗျဖွင့်လိုက်6ပေါက်ပါတယ်တော့အေးပါပဲနော်အငွေ့ကြီးထွက်နေတယ်နော်6ပေါက်ပါပါတယ်ငွေ့ကြီးထွက်နေတယ်ဒါဆိုရင်အော်တိုပါဗျတလဲဒီပေါ့ဗျအငွေ့ကြီးထွက်တယ်တော့အေးမှာပဲတစ်ခါလုံးအေးမှာပဲဂျာကြီးထိုင်မိုက်တယ်နော်3 4မိုက်တယ်5ဆောင်းရည်ပြန်ရောက်တယ်လို့ပဲဟယ်လိုအခန်းလုံးအငွေ့တွေနဲ့ရေးဆက်နေပါမယ်နော်